Sky Daily ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းရင်းကြောင်းရာကတော့ကြိုက်တော်ရွာတဟတ်တော်ကျောင်းသားရဲ့ဗဒနာနာယကဆရာတော်ဗဒနာကုသလာကြီး45နှစ်ပြည့်ဝိဇာတာမွေးနေ့မင်္ဂလာတိတ်ခါထက်ကန်စင်ကံမြေမင်္ဂလာနဲ့စာအုပ်မိတ်ဆက်ပွဲမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တဲ့သတင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆရာတော်ဦးနန္ဒောဘာသာစာရေးဆရာထုံးဝင်းသူစင်မင်းဆွဲမှကြည်မှုပြီးကြိုက်တော်ရွာတဟတ်တော်ကျောင်းသားရဲ့ဗဒနာနာယကဆရာတော်ဗဒနာကုသလမထေရရဲ့45နှစ်ပြည့်ဝိဇာတာမွေးနေ့မင်္ဂလာတိတ်ခါထက်ကံမြင့်ကံစင်မင်္ဂလာနဲ့စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုယမနေ့ဧပြီလ23ရက်နေ့နက်9:00နာရီကရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်ကော်မှုမြို့နယ်ကြိုက်တော်ရွာတဟတ်တော်ကျောင်းတိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်ဆရာတော်ဗဒနာကုသလကိုရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်ကော်မှုမြို့နယ်ကြိုက်တော်စံပြကျေးရွာအုပ်စုအုံမင်းစုပိုင်းတွင်ခမဲတော်ဦးစောထွန်းမဲတော်ဒေါ်ရွှေတင်တို့က1342ခုနှစ်ဝါဆိုလာဆန်း8ရက်တနင်္လာနေ့တွင်မိရှုတန့်စင်ဖွားမြင်တော်မူခဲ့ပါတယ်ညီကိုမောင်နှမ၄ဦးရှိရာတွင်ဆရာတော်လောင်းလျာသည်အငယ်ဆုံးတားလာရတနာတစ်ပါးပင်ဖြစ်ပါတယ်ညီကိုမောင်နှမများမှာအကိုအကြီးဆုံးဦးတင်လာအမဒေါ်ဝင်းမအကိုဦးအောင်မျိုးဥပတိတမန်တိဆက်ကိုရသောသာသနာအာဇာနည်လောင်းလျာဆရာတော်ရဲ့အမည်နာမကိုမောင်ကျော်ထွန်းဟုခေါ်ထွင်စေခဲ့ပြီးတက်တော်73နှစ်သားအရွယ်သို့ရောက်သောအမဖြစ်သူရဲ့ပစ္စယနုကကိုခံယူတော်မူလျက်ရှင်သာမဏေအဖြစ်ရှင်တရကဦးအောင်ကိုဝင်းတရကမှဒေါ်ဝင်းမာတို့ကတဟတ်တော်ကျောင်းတိုက်ကြီးရဲ့ဦးစီးပဒနာနာယကဆရာတော်ဖြစ်တော်မူသောဗဒနာသီရိနာမဟာထေကိုဥပစ္စေပြု၍သာသနာပေါင်းသို့သွတ်သွင်းချီးမြှင့်တော်မူခဲ့ပါတယ်။ဘွဲတော်အမည်မှာရှင်ကုသလဖြစ်ပြီးရှင်သာမဏေဘဝဖြင့်မိမိဥပစ္စေဆရာတော်ရဲ့ဩဝါဒကိုခံယူတော်မူလျက်တပည့်ကျင့်ဝတ်အောင်ကျေပြွန်စွာကျင့်ကြံတော်မူခဲ့ရာတက်တော်20ပြည့်တော်မူ၍1362ခုတကူးလဆန်း9ရက်တောက်ကြနေ့တွင်ပဲခူးမြို့ရဟန်းဒါယကဦးတင်ဆိုရဟန်းဒါယကမှာတော်ရီမြင့်တို့ရဲ့ဥပ္ပစာနုကကိုခံယူတော်မူလျက်ကျေးဇူးတော်ရှင်တက်တော်ရှိဆရာတော်ကြီးဗဒနာသီရိနာမဟာထေမြို့နယ်တန်ခါနာယကဥက္ကဋ္ဌကိုဥပစ္စေပြုလျက်မြင့်မြတ်သောယဟန်ဘဝသို့ရောက်ရှိတော်မူခဲ့ပါတယ်ဆရာတော်အောင်တိတ်ခါကန်ထက်ချင်းယဟန်ဒါယကမများမှာဦးမျိုးမင်းဒေါ်စိန်မြင့်ကြိုက်တော်စံပြကျေးရွာဦးကြည်စိုးဦးဒေါ်အေးငွေကြိုက်တော်စံပြကျေးရွာဦးစိုးတင်ဒေါ်ရင်မြင့်ရန်ကုန်မြို့ဦးဝင်းစောဒေါ်မြင့်မြင့်အေးကြိုက်တော်စံပြကျေးရွာကြိုက်တော်စံပြကျေးရွာနဲ့ဒေါ်ရင်နူဦးဝင်းဒေါ်တင်ရီဦးသိန်းတန်ဒေါ်နန်းထေကိုမမောင်ဦးမတ်ရင်ရင်အေးဦးတန်ဒေါ်ကြီးအေးဦးကျော်ဝင်းဒေါ်ဝင်းမြင့်ဦးမြင့်ကြီးဦးဒေါ်ဖြူနှင်းဝေကွင်းတဲမိသားစုကြိုက်တော်စံပြကျေးရွာတရကမအပေါင်းတို့မှာရှစ်ပါးပရိခယာဆုံးလင်းစွာဖြင့်တဟတ်တော်ကျောင်းတိုင်းအတွင်ရဟန္တာမထေအားသမုတ်အပ်သောခန္ဓာသိမ်တော်တွင်ဆရာတော်ဗဒနာသီရိနာမဟာထေမြတ်ကိုဥပစ္စေပြုလျက်ဒါယကမများရဲ့ကုသိုလ်တရားပွားစေခြင်းကအိခါထက်ကန့်ထက်ခြင်းကိုခံယူတော်မူခဲ့ပါတယ်။ယခုအခါတွင်ဆရာတော်ဗဒနာကုသလထေသည်တပည့်တန်ဃာတော်73ပါးတို့အားပရိယပရိပတ်များကိုသင်ကြားပို့ချရင်းတပည့်ဒါယကမအပေါင်းသူတော်ကောင်းတို့အားဒါနသီလဘဝနာအလုပ်ပေးတရားတို့ကိုဟောဖော်ညွှန်ပြစိုးဆုံးမလျက်တဟတ်တော်ကျောင်းတိုက်ကြီးတွင်ဦးစီးပဒနာနာယကဆရာတော်အဖြစ်သာသနာတာဝန်များကိုထမ်းဆောင်ရင်းသတင်းသုံးနေထိုင်တော်မူလျက်ရှိပါတယ်အဲ့တော့စိုက်တော်စံပြကျေးရွာမှာနေပါတယ်နာမည်ကတော့ခင်ဝင်လင်းပါအမေကသားသမီးတွေကိုပေါ့နော်တိတ်ခါတဲ့ရဟန်းခံရှင်ပြုနာတာလူတော်မင်္ဂလာပြုလုပ်မယ်လို့ရည်ရထားခဲ့တာကြာပါပြီသူဒီနေ့ပြုလုပ်ရတဲ့အလူမင်္ဂလာကြောင့်ဝမ်းသာပီတိပေါ့နော်သူ့ရဲ့ဝမ်းသာပီတိသူ့ရဲ့မျက်နှာလေးတွေပြုံးပြောနေရလေးတွေမြင်တွေ့ရပါတယ်အဲ့လိုမြင်တွေ့ရတဲ့ကြောင့်လဲသမီးတို့
သားသမီးတယောက်အနေနဲ့ပျော်ရွှင်ရပါတယ်ဟုတ်မယ်ဒီကျောင်းမှာဆိုလို့ရှိရင်ရင်ထဲကလည်းညီမတို့ကဒီမှာဝေယဝိဆက်လွတ်တဲ့လူပေါ့နော်ဝေယဝိဆက်ဒီကျောင်းမှာလောက်တဲ့သူကကျွန်မကတော့အဲ့အတွက်ဒီကျောင်းမှာအောက်ခြေသိမ်းကုန်ပေါ့အစားဆုံးအကုန်လုံးလောက်ကရဲ့အတွက်လည်းပီတိဖြစ်ရပါတယ်မနေ့ဖက်ကအာယုံစိုးကိုဓမ္မောက်နဲ့ပဲစက်ကလူရမ်းပါတယ်နေ့ကင်းဘက်ကျတော့အဲ့တိတ်ဆင်းဆုံးလောင်းနေပေါ့မှာ10နိုင်လောက်ကျတော့တိတ်ဆင်းဆုံးလောင်းနေပေါ့ဆရာတော်မတရားခိုင်ရပေါ့ဆရာတော်ရဲ့တရားတော်ခိုင်ပါတယ်ခိုင်ပြီးတော့အခုဆရာတော်ကိုစွတ်ကပ်ပါတယ်ဆရာတော်ကျောင်းတိုက်ဒါတော့ကျောင်းတိုက်မရှိကျောင်းတိုက်ဆရာတော်ကိုလည်းသိခါတော်ထပ်ပါတယ်ကျောင်းတိုက်ဆရာတော်ဥကုသလာကိုလည်းပေါ့နော်ထက်စစ်သိခါထပ်ပါတယ်ဟိုအလှဆိုတာလဲတစ်နှစ်မှတစ်ခါလဲဖြစ်ချင်လဲဖြစ်မယ်တစ်သက်မှတစ်ခါလဲဖြစ်ချင်လဲဖြစ်တယ်ဒါပေမဲ့ခုလိုပြုလုပ်ရတဲ့အတွက်ကြောင့်လဲဝမ်းသာရပေါ့နော်ဟိုပြောမပြတတ်ဝမ်းသာပီတိဖြစ်ရပါတယ်ဟုတ်ကဲ့တရားတော်နန္ဒောဘာသာစာရေးဆရာထုံးဝင်းသူစင်မီဆွဲမှစီစဉ်ပြီးရန်ကုန်တိုင်းဒေသကြီးတွန်လေးခရိုင်ကော်မူမြို့နယ်ကြိုက်တော်ရွာတဟတ်တော်ကျောင်းတိုင်းဂုဏဝိသိဋ္ဌမောဘစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုစီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်လေကျွန်တော်တို့ဒီနေရာကိုရောက်ပြီးတော့ကျွန်တော်ဆရာတော်ကြီးတို့ဟိုဂါရဝပြုရောက်ရှိခဲ့ပူပါတယ်လေဆရာတော်ကြီးကိုသိခါထတ်တယ်ဆိုတော့မတ္တမင်္ဂလာရှိတဲ့ပွဲပါပြီးခဲ့တဲ့ဝိဇာတပွဲမှာဆိုလို့ရှိရင်တော့အမှတ်ထင်တယ်မို့လေကျွန်တော်တို့စာပေနဲ့မှတ်တမ်းတင်ခဲ့တဲ့ပွဲတစ်ခုလို့ပြောလိုပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီစာပေနဲ့ဖုံကိုကျွန်တော်တို့မှတ်တမ်းတင်ခဲ့ပါပြီဒီစာအုပ်ကလေးထဲမှာတော့ကျွန်တော်အနေနဲ့မောင်သာတစ်နေအောင်ဆိုတဲ့ကလောင်နာမည်နဲ့ကျွန်တော်ကဆောင်းပါးကလေးတစ်ခုကျွန်တော်ရေးထားပါတယ်ပွင့်မျောရိပ်လို့နာမည်ပေးထားတယ်ခင်ဗျဆောင်းပါးရဲ့နာမည်ပွင့်မျောရိပ်ဆိုပြီးတော့မြို့နယ်မှာဇရာတို့ရဩဇာတိတ်ကမနဲ့နော်ဒီသာသနာ့ရဲ့ထွန်းလင်းအကြောင်းတွေကိုဆောင်ရွက်ခဲ့တဲ့အကြောင်းတွေနောက်ပြီးတော့ပွဲလွန်နှိမ့်စာရောက်သွားကြပြီဖြစ်တဲ့နော်ကျွန်တော်တို့ဆရာတော်တွေကိုနော်ဆရာတော်ကြီးတွေကိုဂုဏ်ဆရာတော်နဲ့တော့ကြောက်လာတဲ့လူရှင်များပြကြတော့ဧည့်သည်များဒီရဟန်းတန်ခါများကိုလေးစားကြည်ညိုပြီးကြောက်ပါတယ်လို့ဒီမောင်တို့လူကင်းဆက်တာပါကျွန်တော်ကတော့ဒီမှာပထမဦးဇင်းကပြောတယ်ဝမ်းတာကိုယူကြောင်းပြောပြပါအဲ့ဒါနော်ဒါပေမဲ့ကျွန်တော်အခမ်းအနားမှုကတော့ဝိရိယစကားပြောပြပါဆိုတော့ဝမ်းတာကိုယူခြင်းနဲ့ဝိရိယစကားပြောပါမယ်နော်တို့ဒီရောက်တာ9ခေါက်တော့ရှိပါပြီနော်ရောက်တော့အမဒီဆရာတော်ရဲ့သီလသမารိမေတ္တာနော်သီလသမารိပညာမျိုးသီလသမารိမေတ္တာကြောင့်ဆရာတော်ကဒီနေရာကိုအခုလို့ဒီကြောင်းနဲ့ရိုးတိုးတရားဖြစ်အောင်ဆောင်ရွက်ခဲ့တယ်ဆိုတာလေးကိုကျွန်တော်ဒီမှာဆရာတော်ကသူပြောရင်ပြောရမယ်ဆိုရင်ဆိုစကားလုံးလေးသုံးပြီးပြောတဲ့အတွက်ပြောရမယ်ဆိုရင်ဆရာတော်ရဲ့အကြောင်းလေးကိုကျွန်တော်ကဒီထဲမှာရေးထားပါတယ်အားလုံးဟိုရေးတဲ့စာရေးဆရာမတွေဟိုမျိုးစုံရေးကြပါတယ်နော်ရေးကြကိုယ်အပိုင်းနဲ့ရေးရတယ်ပေါ့ရေးတဲ့အခါမှာကျွန်တော်ကတော့ဒီစာအုပ်ကိုတောင်းခံထုတ်မယ်မေးတော့ပေါ့အဲ့ဒါအမှားကရေးပြီးဆိုအေးစစ်တယ်နောက်ကျစာမှုကနေဦးစင်ကပြောတယ်တပုတ်တော့ရေးပါအောင်ဆိုတော့ကျွန်တော်ဒီအကြောင်းကြီးပထမဦးဆုံးစပြီးမီးတော့တဲ့ကာလစပြီးတော့မီးမဆွဲပဲနဲ့ဆရာတော်ကြီးကိုမတ်ထုတ်တာဟဲ့မီးမလောင်ဘူးငါလည်းဘာမှမဖြစ်ဘူးလို့ပြောခဲ့တဲ့သကလုံးတွေကရေးကျင်တာတော့စွန်းစားတာဒီအစအရာဆရာတော်ကဒီမေတ္တာထားပြီးတော့ဘယ်လိုဆောင်ရွက်တယ်နောက်တစ်ခါဒီဆရာတော်ရဲ့ဒီနှစ်ပေါင်းရာကျော်ရှိတဲ့ဒီကျောင်းတိုက်ပေါ့နော်ဟိုဓမ္မယုံခေါ်မှာပေါ့အဲ့မှာဆရာတော်ကတွားပြီးတော့ညားတယ်နော်သူ့ရဲ့မေတ္တာကမ္ဘာစီးပြန်ပြီးတော့ဟိုလုပ်တဲ့ဟာတွေဟာဒီမှာစိတ်ရှိတဲ့တရားဝါတွေမျိုးစုံရှိတဲ့ဟာတော့ဆရာတော်ကအစိတ်မသိဘာမှဖြစ်ပဲနဲ့သူ့ရဲ့မေတ္တာစွမ်းအားကြောင့်အောင်မြင်တဲ့ဆွဲကြောင်းလေးကိုဆ
ဒါကတော့လက်တွေ့ကိုကသိတယ်ရေးလို့ရတယ်ဆိုရေးလိုက်တာပါပြောရမယ်ဆိုရင်ဆရာတော်ကိုရှိရှိပြီးတော့ရေးတဲ့သဘောနဲ့နောက်လည်းပဲဆရာတော်က45နှစ်ဒီလာကြီးတို့ကနေပြီးနောက်ရတုဘောင်းမြောက်များစွာရာကျော်ရတုကြီးပဲဆရာတော်ကတက်ရှိကျမ်းပါပြီးသာသနာကိုထပ်တဲ့တူထမ်းဆောင်နိုင်ပါစေလို့ပြောကြရင်းနဲ့ပဲကျွန်တော်ဒီကုန်းချုပ်ပါအားလုံးဒီပြေးတာပါကျွန်တော်တို့ဂုံပြုပွဲလို့လည်းပြောလို့ရဒီနေ့ဆိုရင်သိက္ခာထပ်ဘုန်းကြီးနဲ့သိက္ခာထပ်တာပေါ့နော်ဒီပွဲလေးမှာထူးထူးခြားခြားကျွန်တော်မပြောလိုက်ရတာနှစ်ခုရှိတယ်အဲ့နှစ်ခုကတော့ပြည်မြို့ကနေပြီးတော့ပတ်လာတဲ့ကလောင်နာမည်ကလောင်နိုင်လွယ်ဦးစာရေးဆရာကလောင်နိုင်လွယ်ဦးပေါ့စာပေမိတ်မှန်စုံများရှင်ပေါ့နောက်တစ်ခါပြည်လေးဘုံကကြွလာမယ်ဆိုပြီးတော့မှအရေးပေါ်အခြေအနေနဲ့မကြွလာနိုင်တာစာပေမိတ်မှန်စာမှုစုံများရှင်ဒီကပြိဿတွေသိသိချင်းတယ်နောက်တစ်ခုကကျွန်တော်တို့ကရန်ကုန်တိုင်းအင်းစိန်မြို့နေရပါအင်းစိန်မြို့နယ်မှာဒါပွဲလှုပ်တိုင်းကိုပြောလို့လင်မရဘူးကိုပြောဆိုတာကျွန်တော်ညီလေးပါစာရေးဆရာတကယ်ကိုလုပ်ငန်းရှင်စီးပွားရေးလုပ်ငန်းရှင်လေးတူပါပဲဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လင်စကားစာရေးဆရာတွေလုပ်တဲ့ပွဲတိုင်းမှာတရားထက်တဲ့နာနဲ့သူ့ပေးတမ်းပေးတာကိုပြောတကယ်ကျေးဇူးတင်ပါတယ်ဒီပွဲလေးမှာဒါအခါခွင့်နဲ့လို့ရလကိုဆရာရင်းတကာရင်းဖြစ်တဲ့အတွက်ဒီစကားလေးကိုဆရာတော်တရားခွင့်ခံကြပြီးတော့ကျွန်တော်ကိုပြောနော်ကျေးဇူးတင်စကားပြောကြပေးတာပါနော်နံပါတ်2ဦးစင်စာပေဖိတ်မှန်တိုးရတယ်စာပေဖိတ်မှန်ဆိုတာလွယ်လွယ်တိုးလို့မရဘူးပညာရှင်လေးကြီးပဲဒီမှာပညာရှင်ကြီးတွေသူတို့ကြော်ဖြတ်ဖို့အတွက်ကိုဦးစင်ကသူတို့လိုက်ပြီးတော့တူတာတော့မဟုတ်ဘူးပေါ့နော်စာပေလေးနဲ့မှီမိကြီးဟာညံသူကြည့်ရရောက်မလားလို့တက်ကြည့်လိုက်တာဒီကလေးတစ်ခုတက်ဖို့ကအဓိကလှမ်းကျင်စိတ်ရှိဖို့ကအဓိကသရတရားရှိဖို့ကအဓိကစာဖတ်ခြင်းစိတ်ရှိဖို့ကအဓိကနဲ့တာမင်ညတွေခွဲပါအဓိကနဲ့တာမင်ညတွေခွဲပါဒီမဲ့လူကျင်စိတ်ရှိလို့သာသနာဒါယကမတွေဖြစ်ကုန်ရှင်ဖျားကိုလည်းဒေါ်လဘကိုခွင့်ရဟုတ်အဲ့တော့မိမိတို့အသိဉာဏ်တိုးပွားခြင်းလေဆိုရင်တိုးမြင့်ကြီးကိုလွမ်းမနေနဲ့ကိုယ့်ဘဝကိုတမိုင်းလေကားတိုင်းလေကရက်တိုင်းတစ်ဆင့်ချင်းတက်သွားတာနိုင်နဲ့အကြီးချင်းမျိုးရှိလိမ့်မယ်လို့လည်းဒီရွာသားတွေကိုယုံကြည်ရတယ်ဦးစင်းရဲ့နှုတ်ခွန်းဆက်စကားဘာလဲဆိုတော့ဦးစင်းစာပေကိုလုပ်နေတဲ့အချိန်မှာဦးစင်းဘေးမှာဘယ်ဆရာမှအကူအညီမရခဲ့နော်ဦးစင်းပါဦးစင်းထိုးဖောက်ပြီးတော့ရေးရဘဒုဟိုမှာလည်းအကျန်းလေးကိုအချောပူပေးပါအချောလေးကိုအကျန်းလုပ်ပေးပါလို့လည်းအကူအညီမရခဲ့ဘူးသို့တော့ဒီမှာရန်ကုန်မြို့ကစာရေးဆရာကြီးတွေအထူးမိတ်ဆက်ဆရာမလို့ပါဘူးခဏလေးရောက်ပြီဦးစင်းနဲ့ပတ်သက်ပြီးတော့ဒီဆရာကြီးတွေရဲ့ကျေးဇူးနဲ့ဒီသမိုင်းကိုထုစစ်ခွင့်ရနောက်တစ်ခါဒီဆရာတော်ရဲ့စာပေပေါ်မှာတန်ဖိုးထားတဲ့စိတ်ဒါတော့ကြောင့်လိုက်ဦးသီပဓာနာနာယကဆရာတော်ဥပဒရာရဲ့စာပေပေါ်မှာချစ်မြတ်နိုးတဲ့စိတ်အဲ့ဒီစိတ်နဲ့ဦးစင်းဒီစာအုပ်ကိုထုတ်တာကုန်ကြမှုဘယ်လောက်ရှိလဲတော့မပြောမမီးလဲတော့ဟဲ့လားကြည်ညိုတဲ့ဒကာဒကမတွေဦးစင်းကိုဟဲ့လားစွန်းတနတ်စွန်းတလုတ်အရေးတစ်ခုခိုခဲ့တဲ့ကျေးဇူးတရားကိုဦးစင်းဘယ်နေရာဘယ်ဒေသကိုပဲရောက်မမေ့ပါဘူးလို့ပြောကြရင်လည်းဒီကုန်းချုပ်ရပါတယ်ခင်ဗျာကြိုက်တော်ရွာတဟတော်ကြောင့်တိုက်ရဲ့ပဓာနာနာယကဆရာတော်ပရဏာကုသလာဤ45နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာတိတ်ခါထကန်စင်ကံမြေမင်္ဂလာနှင့်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုကြွရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များအလူတယကတာယကမများစာရေးဆရာမများဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှိပါသည်ဆရာ